မင်္ဂလာပါမျိုးတွေကျွန်တော်တို့ဒီနေ့တော့ Blue Protocol Star Resonance လို့ခေါ်တဲ့အသစ်ထွက်တဲ့ Enemy Style MMO အကြောင်းကိုပြောကြမယ်ဗျာအရင်ဆုံးပြောချင်တာကတော့ဒီ game ကကျွန်တော်တို့အရှိတောင်အာရှမှာ server တော့မရှိသေးဘူးအဲ့တော့ officially တော့ဆော့လို့မရဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ VPN ခံပြီးဆော့ရင်တော့ဆော့လို့ရနေပြီပေါ့နော်အခုမြင်နေရတာလည်းကျွန်တော်အကောင့်နဲ့ဝင်ထားတာပေါ့နော်ကျွန်တော်ကတော့ VPN ခံပြီးတော့ဝင်ထားတာပေါ့ဆော့လို့ရတယ်အရှိတောင်အာရှနိုင်ငံတွေအတွက်လည်းသူတို့မကြခင်မှာ server ရှိလာတော့မယ်လို့ပြောတယ်ပေါ့နော်အမှန်တော့ officially ဆိုလို့ရှိရင်အောက်တိုဘာ23ရမယ်လို့တော့ပြောခဲ့တာပေါ့နော်ဒါပေမဲ့အခုချိန်ထိတော့မရသေးဘူးပေါ့နော်တကယ်လို့ VPN မခံထားရင်တော့ server flash phase ဆိုပြီးတော့အဲ့လိုလေးဖြစ်နေမှာပေါ့ error message တက်နေမှာပေါ့နော်ဆိုတော့ဒီ game က Shanghai Bokura Network Company နဲ့ A+ Japan Company ကနေထုတ်ထားတာပေါ့နော် free ဖြစ်တယ် mobile ရော PC မှာပါဆော့လို့ရတယ် game ကြောင်းနည်းနည်းလေ့လာကြည့်အောင်အဲ့တော့ဒီ game ကဘယ်ကနေစခဲ့တာလဲပေါ့နော်ဆိုတော့ဒီ Star Resonance ကပြောရမယ်ဆိုရင်Blue Protocol ရဲ့ spin off လို့ပြောလို့ရတယ်။ဆက်စချင်းမှာ Blue Protocol ကိုကျွန်တော်တို့ Bandai Namco ကနေပြီးတော့ထုတ်ဖို့စီစဉ်ခဲ့တာပေါ့နော်။သူတို့ development stage ကိုကျွန်တော်တောက်လျှောက်လိုက်ခဲ့သေးတယ်အရန်ဆော့ခြင်းလို့ပေါ့နော်။ဒါပေမဲ့ကံကောင်းစွာနဲ့ပဲဖြတ်လိုက်တယ်ပေါ့နော်။ဖြတ်လိုက်ပြီးတော့သူတို့ web page ကြီးပါဖြတ်ချပလိုက်တယ်ကျွန်တော်တို့လည်းအဲ့ဒါကိုဆက်ပြီးမလိုက်တော့ဘူးပေါ့နော်။ဒါပေမဲ့ရုတ်တရက်ပဲမတူတဲ့ company နှစ်ခုကနေပြီးတော့ထွက်ချလာတယ်ပေါ့နော်။အဲ့တော့ဒီ game က PC ရော iOS ရော Android ရောပါဆော့လို့ရတယ်ပေါ့နော်။ဆိုတော့ဒီ game က Magna လို့ခေါ်တဲ့ war ကြီးထဲမှာဆော့ရမှာပေါ့နော်။သူရဲ့ anime war ပေါ့ပြောရမယ်ဆိုရင် zone တွေပါတယ် dungeons တွေပါတယ် social တွေလုပ်လို့ရတယ်ပေါ့နော်အဲ့တော့ player တွေကအချင်းချင်းတွေ team တွေဖွဲ့လို့ရတယ် guild တွေဖွဲ့လို့ရတယ် boss တွေကို fight လို့ရတယ်ပြီးကြ mini game တွေအတူတူဆော့လို့ရတယ် fishing တွေ dancing တွေပေါ့နော်ဆိုတော့ဒါမျိုးတွေကျွန်တော်တို့အကုန်လုပ်လို့ရတယ် Genshin Impact နဲ့ Tower of Fantasy နှစ်ခုပေါင်းလိုက်ပြီးတော့ MMO style လုပ်ထားတဲ့ပုံစံမျိုးပေါ့ဗျာအဲ့တော့ anime ကိုလည်းကြိုက်တယ် MMO ကိုလည်းကြိုက်တယ်ဆိုရင်တော့တေချာပေါက်ဆော့ကြအောင်နောက်တစ်ခုက character creation နဲ့ class တွေပေါ့အဲ့တော့ character creation တွေက flexible အရင်ဖြစ်တယ်အကုန် customize လုပ်လို့ရတယ် hair style ကနေစပြီးတော့ကိုယ့်ရဲ့ combat style တွေ outfit တွေအကုန်လုံး customize လုပ်လို့ရတယ်ပေါ့နော်နောက် class ကလည်း flexible ဖြစ်တယ်သူများနဲ့မတူတာကတကယ်လို့ကိုက class တစ်ခုကိုယူပြီးသွားပြီဆိုရင်ဒီ class ကိုမကြိုက်ရင် reroll ပြန်လုပ်ပြီးတော့ကျွန်တော်တို့ပြန်ပြောင်းလို့ရတယ်ပေါ့နော်ဒါကလည်းကောင်းတဲ့အချက်ပေါ့နောက်တစ်ခုက gameplay ဘယ်လိုရှိမလဲပေါ့ gameplay ကတော့ real time ဖြစ်တယ် auto battle တွေမဟုတ်ဘူးပေါ့နော် weapons တွေ ability တွေ animation တွေကလည်းအရင် unique ဖြစ်တယ်ပေါ့နော်အဲ့တော့မသိရင်ပဲ anime ကားကိုကြည့်နေရသလိုပဲ weapons animation တွေနဲ့ ability animation တွေကပေါ့နော်နောက်တစ်ခုကတော့ MMO ရဲ့ထုံးစံအတိုင်း dungeon တွေ raid လို့ရတယ်ပေါ့နော် wall design အောင်ဘယ်လိုရှိမလဲ Magna ရဲ့ wall ကလည်းတော်တော်ကြီးတယ်ပေါ့နော်အဲ့တော့ material တွေ gather လုပ်လို့ရတယ် gear တွေ craft လုပ်လို့ရတယ်ပြီးကြလို့ရှိရင် hidden area တွေကိုလည်း like ရှာလို့ရတယ်ပေါ့နော် anime visual ဖြစ်တဲ့အတွက်တော်တော်လေးလှတယ်ကျွန်တော်တို့လို anime ကိုကြိုက်တဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့ဒါတော်တော်သဘောကျစရာ graphic ပေါ့နော်အဲ့တော့ပတ်စံပေးရတဲ့အကြောင်းပြောကြစို့ပေါ့နော်အဲ့တော့ပတ်စံပေးရမလားပေါ့အဲ့တော့ဒီ game ကလောလောဆယ်မှာတော့လုံးဝ free to play ပဲဖြစ်တယ်ပေါ့နော်ပတ်စံပေးရတဲ့အပိုင်းကသူ့ရဲ့ cosmetic တွေပဲရှိတယ်အဲ့တော့ cosmetic တွေကဈေးတော့ကြီးတယ်ဒါပေမဲ့ကျွန်တော်တို့မဝယ်လဲဖြစ်တယ်ပေါ့နော်ဒီလိုဟာမျိုးပေါ့အဲ့တော့လောလောဆယ်မှာကျွန်တော်တို့ pay to win မဟုတ်သေးဘူး game play မှာပေါ့နော်ကျန်တဲ့ cosmetic ဘိုင်းဆိုင်ရာလွယ်ခြင်းတော့တစ်မျိုးပေါ့အဲ့တော့ကျွန်တော်တို့ဒီ game ကိုဆော့တင်လာပေါ့ Genshin Impact ကိုကြိုက်တယ် Tower of Fantasy ကိုကြိုက်တယ်ဆိုရင်တော့တေချာပေါက်ဆော့မှာဒီ game က MMO ကြိုက်တယ် anime style ကိုကြိုက်တယ်ဆိုလဲတေချာပေါက်ဆော့မှာကျွန်တော်လည်းဆော့မှာပေါ့နော်လောလောဆယ်မှာကျွန်တော်မဆော့ရသေးဘူးဘာလို့လဲဆိုတော့ကျွန်တော်တိချင်းပဲအကုန်လုံးကိုဆော့စေချင်လို့ပေါ့နော်အပြေးလွှာလာပြီးပြောတာပေါ့ကျွန်တော်ကိုယ်တိုင်လည်းဒီ game ကိုလာမယ့်ရက်ပိုင်းတွေအတွင်းမှာဆော့ပြီးတော့ကျွန်တော် gameplay လေးကိုတင်ပေးမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဆော့ကြည့်ပါ free ဖြစ်တယ်အခုပဲ down လို့ရတယ်ပေါ့နော် MMO ကြိုက်တယ် anime style ကိုကြိုက်တယ်ဆိုရင်တော့စမ်းသပ်ကြည့်တယ်ပေါ့နော်အရင် fan ဖြစ်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်